ဒီတစ်ပတ် episode မှာတော့ကျွန်တော်တို့အရင် episode တွေနဲ့လုံးဝမတူဘဲနဲ့ The Last Kingdom Special episode ဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီ episode မှာအရင်ကျွန်တော်ဖြတ်တန်းခဲ့တဲ့ရက်ပေါင်း4000ကျော်ကိုပြန်ပြီးပြောပြမှာဖြစ်ပါတယ်ဒီတော့ဒါကတော့ The Last Kingdom recap ပဲဖြစ်ပါတယ် The Last Bride ကျိုးရည်ထောက်ခါလာပြီးရဲ့အချိန်မှာကျွန်တော်တို့၄ယောက်လှေစီးပြီးတော့ကျိုးရည်ကျိုးရောက်ရှိခဲ့ပါတယ်ဒါလည်းပဲအဲ့ဒီနေရာနေပြီးတော့ကန်တက်ပြီးရဲ့အချိန်မှာကျွန်တော်တို့ starter base တစ်ခုစောက်ပြခဲ့တယ်ပြီးတော့အဲ့ starter base မှာတူနေကြရင်ကျွန်တော်တို့ပါလာတဲ့စိန်တွေကိုစုစည်းခဲ့ကြပါတယ်အဲ့နောက်မှာကျွန်တော်တို့ရဲ့စိန်တွေပျောက်သွားပြီးရဲ့အချိန်မှာတော့တယောက်ကိုတယောက်တိုင်းပြည်ခွဲချပြီးတော့တိုင်းပြည်ပေါင်း၄ခုကစပြီးတော့ပေါ်ပေါက်လာခဲ့ပါတယ်ဒီတိုင်းပြည်ပေါင်းမြောက်များစွာထဲမှာတော့ပထမဆုံးတိုင်းပြည်ကတော့မာလင်တို့ရဲ့တိုင်းပြည်ပဲဖြစ်ပါတယ်ဒီတိုင်းပြည်မှာဆိုလို့ရှိရင်အရန်ကိုပဲကြီးမားတဲ့အဆောက်အဦတွေရှိတယ်ပြီးတော့အရန်လှပတဲ့ medical building တွေလည်းအများကြီးရှိပါတယ်ဒီကင်းတန်းမှာပထမအဆုံးအနေနဲ့မာလင်တယောက်တည်းအချိန်ပေါင်းမြောက်များစွာရက်ပေါင်းမြောက်များစွာနေဖြစ်ခဲ့ပါတယ်အဲဒီနောက်မှာတော့ရက်ပေါင်း100ကျော်ရောက်တဲ့အချိန်မှာတော့ Piglin Craft နဲ့တွေ့ပြီးတော့သူတို့နှစ်ယောက်မဟာမိတ်တွေဖြစ်ခဲ့ကြပါတယ်ဒါနဲ့ပဲတိတ်မကြခင်မှာ Cloud ပါရောက်လာပြီးတော့လူပေါင်း3ယောက်ရှိတဲ့ကင်းတန်းတစ်ခုဖြစ်လာခဲ့ပါတယ်အဲဒီနောက်မှာတော့သူတို့ကအရန်ကိုပဲကြီးမားတဲ့အစီအမံကိန်းတစ်ခုကိုစီစဉ်ခဲ့ပြီးတော့သူတို့ရဲ့ပထမဦးဆုံးနဲ့အရန်ကိုပဲကြီးမားတဲ့ရေးတိုက်ကြီးကိုစပြီးတော့ဆောက်ဖြစ်ခဲ့ကြပါတယ်ဒီရဲတိုက်ကြီးထဲမှာတော့အရန်ကိုပဲလှပတဲ့အခန်းတွေအရန်ကိုပဲတန်ဖိုးရှိတဲ့ပစ္စည်းတွေတင်ထားကြပါတယ်အဲ့ဒါအပြင်ကိုတက်တာပေါင်းမြောက်များစွာလည်းရှိတယ်ပြီးတော့ဘရင်ထိုင်တဲ့ပလင်အကြီးလည်းရှိပါတယ်မလင်တို့ကင်းတဲ့ပိုင်ဆိုင်တဲ့လက်နက်တွေကြောင့်ပြောမယ်ဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ boss တက်တုံးကလူသွားခဲ့တဲ့ပစိန်ကြီးကအရန်ကိုပဲကျန်းပါတယ်ဒီပစိန်ကလုံးဝမဖောက်နိုင်ပါဘူးဆိုရဲအာမာရီတို့တော့ဒီပစိန်နဲ့ဖောက်နိုင်တယ်ပြီးတော့တခြားခိုးလိုက်တာနဲ့ပဲရှီးတောင်ကျိုးသွားနိုင်ပါတယ်ဒါအပြင်ကိုဒီပစိန်နဲ့ထောင်းလိုက်မယ်ဆိုလို့ရှိရင်မြေကြီးတုံခါပြီးလွတ်ထွက်သွားစေနိုင်ပါတယ်ဒီပစိန်ပြုံကျွန်တော်စီကခိုးရတဲ့အမြောက်တွေလည်းအများကြီးရှိသေးတော့ဒီတိုင်းပြုံနိုင်မှုဆိုတော့တော်တော်ခက်ပါတယ်ဒါနဲ့ပဲသူတို့တိုင်းပြည်မှာငကားနှစ်ကောင်ရှိပါတယ်တစ်ကောင်ကတော့မီးငကားဖြစ်ပြီးတော့တစ်ကောင်ကတော့ Ender Dragon ပဲဖြစ်ပါတယ်ရပ်ပေါင်း3000ကျော်ပြီးအချိန်မှာတော့မာလီနိုကင်းတန်းဟာလက်နက်တွေဘက်ကိုတိတ်မလဲတော့ပဲစီးပွားရေးကိုပို့ပြီးတော့တိုးရှင်းလာကြပါတယ်ဒါကြောင့်ပဲအချမ်းသာဆုံးတိုင်းပြည်ဖြစ်လာခဲ့ပါတယ်နောက်ထပ်တိုင်းပြည်တစ်ခုကတော့ကန်နာဒေးက Oasis တိုင်းပြည်ဖြစ်ပါတယ်ဒီတိုင်းပြည်ကဘိုင်ယွန်3ခုနဲ့ချိတ်ဆက်တည်ပြီးတော့အရန်ကိုပဲလှပသူအုပ်ချုပ်တဲ့သူကတော့ဒီမှာ crafter ပဲဖြစ်ပါတယ်ဒီတိုင်းပြည်မှာအင်ဂျင်နည်းနည်းပဲရှိပေမဲ့အရန်ကိုပဲကြီးမားတဲ့လက်နက်စက်ရုံကြီးတရုံရှိပါတယ်ဒီ Oasis တိုင်းပြည်ကနေပြီးတော့အရန်ကိုပဲ PR ပြင်းတဲ့ကြောက်တုံးပစ်ဆက်တွေပြီးတော့အမြောက်တွေအများကြီးထွက်ပါတယ်ဒါကြောင့်ပဲဒီ Oasis တိုင်းပြည်နဲ့မာမင်းဖွဲ့ထားတဲ့တိုင်းပြည်၄ခုတော့ရှိပါတယ်ဒီ Oasis တိုင်းပြည်ရဲ့တစ်ဆက်တည်းနေရာမှာတော့ဝိုင်းချက်နေထိုင်ပြီးတော့သူ့စီမှာလုံးဝကိုပဲဖျက်ဆီးလို့မရတဲ့ boss စီရရထားတဲ့အုတ်တော်တစ်ခုရှိပါတယ်ဒီတိုင်းပြည်ကတော့ Mirror Crafter နဲ့ဝိုင်းချက်တို့ရဲ့ Oasis တိုင်းပြည်ပဲဖြစ်ပါတယ်ကဲနောက်ထပ်တိုင်းပြည်တစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်တော့ Pepperu ရဲ့တိုင်းပြည်ပဲဖြစ်ပါတယ်ဒီတိုင်းပြည်မှာဆိုလို့ရှိရင်တော့အရန်ကိုပဲမှော်ဆန်တဲ့အဆောက်အဦတွေအများကြီးရှိပါတယ် Crystal ရှိမယ်ပြီးသွားလို့ရှိရင်ငကားတွေအတွက်စောက်ထားတဲ့အိမ်တွေလည်းရှိပါတယ်ဒီတော့ဒီတိုင်းပြည်တစ်ခုလုံးကတကယ်ကိုပဲမှော်ဆန်တဲ့အရာတွေနဲ့ပြည့်နှံ့နေပါတယ်ဒီတိုင်းပြည်မှာအပြင်းကြီးရဲ့လူတယောက်နေထိုင်ပြီးတော့အစာပိုင်းမှာတော့တဲအိမ်လေးတိမ်တာရှိပါတယ်အဲဒီနောက်မှာတော့ရပ်ပေါင်း200ကျော်တဲ့အချိန်မှာသူတို့ဖန်ကြီးနဲ့အိမ်လေးတိမ်ကိုစောက်ပစ်ခဲ့ကြပါတယ်ဒါနဲ့ပဲနောက်ပိုင်းရပ်ပေါင်း1000ကျော်ရဲ့အချိန်မှာတော့ငကားတစ်ကောင်ကိုသူတို့ရရှိခဲ့ကြပါတယ်အဲဒီနောက်မှာတော့အရှမ်းကိုပဲလှပတဲ့ငကားဟိုတယ်ကိုစပြီးတော့စောက်ပစ်ခဲ့ကြပါတယ်အဲဒီနောက်မှာတော့ကြောက်တုံးနဲ့ဖုံဝင်ထားအောင်ရပြီးတဲ့အချိန်မှာတော့တကယ်ကိုပဲအင်အားကြီးမားတဲ့တိုင်းပြည်တစ်ခုဖြစ်လာခဲ့ပါတယ်နောက်ထပ်တိုင်းပြည်တစ်ခုကတော့ Broken Bow ရဲ့လှုပ်ဝက်ထားတဲ့အမည်မသိတိုင်းပြည်ဖြစ်ပါတယ်ဒီတိုင်းပြည်ကတော့ရပ်ပေါင်း2000ကျော်မှာပေါက်လာတာဖြစ်ပြီးတော့တကယ်ကိုပဲအရန်ကိုကြီးမားတဲ့တိုင်းပြည်တစ်ခုပဲဖြစ်ပါတယ်ဒီတိုင်းပြည်မှာအရန်ကိုပဲကြီးမားတဲ့ကက်ဆယ်အကြီးတစ်ခုလည်းရှိပါတယ်ပြီးတော့သူတို့ကိုအလုတ်ကျွေးပြုတ်နေတဲ့တိုင်းသူပြည်သားတွေကလည်းအများကြီးရှိလို့နေပါတယ်ဒီလှုပ်ဝက်တိုင်းပြည်ရဲ့ကက်ရက်တောအုပ်ကြီးထဲမှာတော့သူတို့ရဲ့မဟာမိတ်ဖြစ်တဲ့ငပြောသီးတိုင်းပြည်ရှိလို့နေပါတယ်ဒီငပြောသီးတိုင်းပြည်ကတောတောင်ထဲမှာတည်ရှိပေမဲ့လည်းအရန်ကိုပဲလှပတဲ့ဈေးတစ်ခုလည်းတည်ရှိပါတယ်အဲ့ဈေးမှာဆိုလို့ရှိရင်မရနိုင်တဲ့ပစ္စည်းတွေအရန်ကိုပဲရှားပါတဲ့ပစ္စည်းတွေလည်းရောင်းပါတယ်ဒါ့အပြင်ဒီတိုင်းပြည်မှာတကယ်ကိုပဲနက်တဲ့ရေကန်အကြီးကြီးလည်းအများကြီးရှိပါတယ်ဒီငပြောသီးတိုင်းပြည်ရဲ့ကြောက်တောင်တွေပတ်လည်မှာလည်းရှောင်းလန်းတွေဖောက်ထားပြီးတော့ညားရည်နဲ့ပြစ်ဖို့အတွက်အသင့်ထားရှိထားပါတယ်ဒီတော့ဒီတိုင်းပြည်ကလည်းတကယ်တော့ short တက်လို့မရတဲ့တိုင်းပြည်တစ်ခုလည်းပါပါတယ်ကဲအားလုံးပဲဒါကတော့ကျွန်တော်တို့ရဲ့ The Last Kingdom ရဲ့ရပ်ပေါင်း4000ကျော်ကိုပြန်ပြီးတော့ recap လုပ်ပြီးတော့ဖြစ်ပါတယ်အဲ့တော့နောက် episode အသစ်တွေကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာတွေပါလာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်တော့မမေ့ကြပါနဲ့အဲ့ဒီတော့ကျွန်တော်တို့ဒီဟာကိုဒီမှာရိုက်လိုက်တော့မယ်ဒါကတော့ The Last Kingdom ရပ်ပေါင်း4000ရဲ့9မိနစ်စာပြောရတာပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲနောက် episode မှာပြန်တွေ့ကြမယ် bye bye